Hello အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီဗီဒီယိုထဲမှာပြပြပေးသွားမယ့်အကြောင်းအရာကတော့ accounting software platform ရှင်းကိုင်း software တဲ့သူပါချင်းရင်ပွိုင်းများကိုစင်သွင်းတဲ့ပုံစံကိုပြပြပေးသွားမှာဖြစ်ပါတယ်။အပြားဆိုလို့ကျွန်တော်တို့လုပ်ငန်းတွေပြန်ရောင်းတဲ့ကုန်ပစ္စည်းတွေကိုအကျွေးဝယ်တဲ့စရင်းတွေရှိရပါတော့။ကိုယ့်ရဲ့ supplier စီတရားနေပြီးတော့မှအကျွေးဝယ်လာမယ်။အကျွေးဝယ်လာတဲ့ဥစ္စာတွေကိုကျွန်တော်တို့ကဘောင်ချာတွေရခဲ့မယ်။ဘောင်ချာတွေရတဲ့ဥစ္စာကိုမှကိုယ့်ရဲ့ accounting software တွေကိုစရင်သွင်းတယ်ပေါ့နော်။အဲကြဘောင်ချာနေပြီးတော့မှဒါရ accounting software တွေကိုရှင်းသွင်းတာလည်းရှိနိုင်တယ်။Excel ထဲမှာစရင်သွင်းတာပြီးတော့မှဒီလို Excel ထဲမှာစင်သွင်းတာပြီးတော့မှ accounting software တွေကိုစင်သွင်းတာလည်းရှိနိုင်တယ်ပေါ့နော်။အခုကတော့ကျွန်တော်တို့ Excel ထဲကနေပြီးတော့ပဲ accounting software တွေကိုစင်သွင်းပါမယ်။အဲဒါလို့ကျွန်တော်တို့ accounting software ကတော့မျိုးမျိုးရှိရပါတော့။ idea ကနေပြီးတော့မှအခုပြောမှာတော့ AutoCAD software တွေကိုစင်သွင်းတဲ့ပုံစံပေါ့နော်။ AutoCAD software ထဲမှာဆိုရင်ဒါကျွန်တော်တို့ပါချင်းပွားအကျွေးဝယ်ထားတဲ့ဘောင်ချာ၄ခုကိုလောလောဆယ်ဘောင်ချာ၄ခုကိုစင်သွင်းထားတဲ့ပုံစံပေါ့နော်။ဟုတ်ပြီဆိုနောက်ထပ်ကျွန်တော်တို့ဘောင်ချာတစ်ခုကိုစင်သွင်းကြည့်ရအောင်ပေါ့နော်။အဲဒါဆိုလို့ကျွန်ပထမဆုံးဘယ်တဲ့သွားမှာတော့ဆိုတော့ပါချစ်တဲ့ဥသွားပါမယ်။ပါချစ်တဲ့ကနေပြီးတော့မှကျွန်တော်တို့အကျွေးဝယ်တာဖြစ်တဲ့အတွက်ကြောင့်ပါချစ်ပွားနဲ့ကိုကျွေးဝယ်ခဲ့တဲ့စင်ဖြစ်တဲ့အတွက်ကြောင့်ပါချင်းပိုင်းနဲ့သွားပါမယ်ခက်ပါချင်းနဲ့ဆိုလို့ချင်းတော့ခက်ပါချင်းနဲ့သွားမှာပေါ့နော်ငွေလည်းငင်းဝယ်ခဲ့တဲ့ဆိုရင်ပေါ့နော်အခုကတော့ပါချင်းပိုင်းအကျွေးဝယ်စရင်တင်ပါမယ်အဲဆိုပါချင်းပိုင်းကိုနေလိုက်ပါwindow ကြလာပါနော်ဒီထဲကနေပြီးတော့မှတခါကျွန်တော်တို့က create new ပါချင်းပိုင်းဆိုပြီးတော့မှဘောင်ချအသေးဖွင့်တဲ့ဥစ္စာလေးထပ်ပြီးတော့နေပါမယ်အဲကြလို့ကျွန်တော်တို့ဒီ window ကြလာမယ်ပေါ့နော်အဲဒီကနေပြီးတော့မှကျွန်တော်တို့ကကိုယ့်ရဲ့ကိုဝယ်လာတဲ့ supplier နာမည်ကိုဒီမှာရွေးချယ်ရပါမယ်အဲဆိုဒီမှာဥပမာအနေနဲ့ကျွန်တော်တို့Excel ထဲကနေပြန်ကြည့်ပါမယ်supplier နာမည် HM supplier ပေါ့နော်ဥပမာအနေနဲ့ဒါလေးကိုဆင်းသွင်းပါမယ်ဟုတ်ပြီအဲဆိုဒီကနေပြီးတော့မှ HM supplier ကိုရွေးလိုက်ပါရွေးလိုက်တာနဲ့သူကျွန်တော်တို့က supplier profile တွေလောက်ထားတဲ့အတွက်ကြောင့်သူနဲ့ပတ်သက်တဲ့ address တွေနော်သူနာမည်တွေ address တွေပေါ်လာမယ်ဘယ်လိုရှင်သူနဲ့ပတ်သက်တဲ့ credit တန်းအကျွေးကာလာတွေတခါတည်းပေါ်လာမှာပေါ့နော်ဟုတ်ပြီအဲ့လိုပေါ်လာပြီးတော့မှတခါကျွန်တော်တို့ကလိုအပ်တာလေးပဲထပ်ပြီးတော့မှဆင်းသွင်းပါမယ်အဲ့ဆိုဒုတိယဝယ်ခဲ့တဲ့ date ကတော့ကျွန်တော်တို့13ရက်တလ2026ဟုတ်ပြီအဲ့ဆိုဒီနေရာလေးမှာ date ရိုက်ထည့်ပါမယ်13ရက်တလ2026ဟုတ်ပြီပြီးတော့ကျနောက်တစ်ခုကကြတော့ကျွန်တော်တို့က invoice number ပေါ့နော်အဲဆိုဒီ invoice number အမှ006အဲ့ဒါလေးကိုဒီဘက်မှာ invoice number မှာရိုက်ထည့်ပါမယ်ဟုတ်ပြီပြီးတော့ကျနောက်တစ်ခုကကျွန်တော်တို့ item နာမည်တွေရွေးပါမယ် item code ပေါ့နော် item နာမည် item code ရွေးပါမယ်အဲဆိုဒီမှာ PD002 item code အဲဆိုကျွန်တော်တို့ကဒီနေရာလေးမှာဒီ AutoCAD software မှာတော့ဒီမှာ plus ပါလေးရှိပါတယ်အားရနေပြီးတော့မှသူရဲ့ PD002 လို့ရိုက်ထည့်လိုက်မယ်ဆိုလို့ရှိရင်သူရဲ့ item name description တွေကြာလာပါလိမ့်မယ်ဟုတ်ပြီပြီးလို့ရှိရင် တက်လေးခေါင်းလိုက်မယ်ဆိုလို့ရှိရင်ဒီပုံစံမျိုးလေးကြာလာမှာเนาะအားရနေပြီးတော့မှတခါကျွန်တော်တို့က quantity သူရဲ့အရေးအတွက်เนาะအရေးအတွက်ကျွန်တော်တို့ဘယ်နဲ့ထဲဝယ်ခဲ့လဲမှာ24တဲ့ပြီးတဲ့အခါကျတော့သူရဲ့ price က2000ဝယ်ဟုတ်ပြီနော်အဲဆိုရင်24တဲ့2000ဝယ်ဟိုဒီမှာ quantity မှာ24ပြီးတော့ unit price မှာ2000ဝယ်ဟုတ်ပြီအဲ့လိုရိုက်တယ်ပါမယ်အဲကြလို့ရင်သူရဲ့ total amount ထလာပါမယ်ဟုတ်ပြီအဲရနေပြီးတော့မှကျွန်တော်တို့ကဒါဆိုလို့ရှင်သူရဲ့ပါချင်း point တစ်ခုကိုဒီလိုမျိုးပြည့်ပြည့်စုံစုံဆင်းသွင်းလိုက်တာပေါ့နော်သူရဲ့ item တွေလည်းပါမယ်ဘယ်လိုရှင် price တွေเนาะ quantity တွေအတွက်တွေဟုတ်ပြီအဲဆိုဆေးလိုက်ပြီဆိုလို့ရှင်ကျွန်တော်တို့အဲဆိုဒီ software မှာတော့ဒါလေးမေးတယ်ပေါ့နော်အဲဆိုလို့ရှင်ကျွန်တော်တို့ဒါကတော့ yes ဆိုပြီးတော့မှပေးလိုက်လို့ရှင်ဒါခုနကအချက်လက်တွေစေ့သွားပြီပေါ့နော်အဲဆိုခုနအချက်လက်တွေစေ့သွားတဲ့ဥစ္စာကိုကျွန်တော်တို့ကဒီ window မှာပြန်ကြည့်လို့ရပါမယ်စေ့သွားပါမယ်အဲစေ့သွားတဲ့ဥစ္စာလေးတွေကဒီ window မှာပြန်ကြည့်လို့ရပါဘောเนาะဒါဆိုလို့ရှင်ကိုကသူဒီကိုဝယ်ထားတဲ့ supplier နာမည်တွေနဲ့သူတို့ရဲ့ငွေပမာဏတွေပေါ့နော်အဲ့ဒါလေးတွေကိုဒီမှာပြထားပါလိမ့်မယ်။ဟုတ်ပြီဆိုလို့ရှင်ကျွန်တော်တို့အခုပြောပြပေးခဲ့ရတော့ကိုလုံငန်းနေပြီးတော့မှကိုယ့်ရဲ့ကုန်ပစ္စည်းတွေကိုအကျွေးဝယ်စရင်းတွေကိုမှာ accounting software တွေကိုထည့်တဲ့ပုံစံကိုပြောပြပေးခဲ့တာဖြစ်ပါတယ်။